မင်္ဂလာပါရှင်။လိုင်ဇာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။နိုဝင်ဘာ10ရက်နေ့ညရရှိထားတဲ့သတင်းတွေကိုကျမအကွန်မန်ဂျေလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။KIO ဘဟုပညာရေးရုံးကဦးစီးဦးဆောင်ပြီး KIO အစိုးရအုပ်ချုပ်ရာဒေသအတွင်းရှိကျောင်းဆောင်ကြည့်စစ်ဆေးရေး Monitoring and Evaluation MNE Officer များကိုအောက်တိုဘာ18ရက်နေ့မှနိုဝင်ဘာ9ရက်နေ့အထိလိုင်ဇာမြို့တွင်မွမ်းမံတင်တန်းပို့ချတင်ကြားပေးကြောင်းသိရပါတယ်ရှင်။ပညာရေးကျောင်းတွေရဲ့နှစ်စဉ်နှစ်တိုင်းကျောင်းလှုပ်ဆောင်ရေးကျောင်းကြိုကြားမှုတိုးတက်မှုစတဲ့ဒေတာတွေကိုတိကျခိုင်မာဖို့အတွက်လက်ရှိလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေကိုအစီရင်ခံတင်ပြခြင်းဆွေးနွေးခြင်း Education and Management System တွေကိုတင်ကြားပို့ချပေးကြောင်းလည်းသိရပါတယ်။အဆိုပါတင်တန်းတွင်ဒေတာအတီးတီးရှိကျောင်းဆောင်ကြည့်စစ်ဆေးရေးတာဝန်ထမ်းဆောင်နေတဲ့ MNE Officer 23ယောက်ကမိုင်ဒီဒေတာရှိအုပ်ချုပ်ရေးကော်မတီများနှင့်စီပီယုံများကဒေတာအတွင်းရောင်းချနေတဲ့ဈေးဆိုင်နှင့်စားတောက်ဆိုင်များတွင်ရက်လွန်စားတောက်ကုန်များစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများထံမှသိရပါသည်။ကမိုင်ဒီဒေတာရှိအုပ်ချုပ်ရေးကော်မတီများနှင့်စီပီယုံများကဒေတာအတွင်းရောင်းချနေတဲ့ဈေးဆိုင်နှင့်စားတောက်ဆိုင်များတွင်ရက်လွန်စားတောက်ကုန်များစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများထံမှသိရပါသည်။အခုလိုဒေတာအတွင်းရက်လွန်စားတောက်ကုန်များစစ်ဆေးမှုလှုပ်ဆောင်နေရတာဟာဒေတာခံပြည်သူများမကောင်းတဲ့ရက်လွန်အစားအစာများမစားမိစေရန်နှင့်စားတောက်ဆိုင်ဖွင့်ထားတဲ့ဒေတာခံပြည်သူတွေကိုလည်းကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများလှုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့်စားတောက်ဆိုင်ဈေးဆိုင်ဖွင့်ရောင်းချသူများကသက်ဆိုင်ရာရုံးများတွင်ရောင်းချခွင့်လက်မှတ်ရှိမှတာလျှင်ရောင်းချနိုင်မည်ဖြစ်ကြောင်းကို Municipal ရုံးအရာရှိစလန်ကဘာနော်ဆန်ကပြောပါရယ်။အခုလိုမျိုးစစ်ဆေးမှုတွေလှုပ်ဆောင်နေရတာဟာကမ်ပိုင်ဒီဒေတာတွင်တရုတ်ကုန်းတွဲရေးစားတောက်ကုန်အများစုတင်သွင်းတဲ့ဒေတာတစ်ခုဖြစ်တာကြောင့်ဒေတာခံပြည်သူများအထူးသတိပြုစားတောက်ရန်လိုအပ်ကြောင်းနှင့်ရက်လွန်စားတောက်ကုန်များကိုသက်ဆိုင်ရာတာဝန်ရှိသူများကအရေးယူစစ်ဆေးမှုများလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရပါရယ်။KIA ပူးပေါင်းတပ်များထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်မြို့မှာစစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်တွေကြားတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းရှေ့တန်းတရေရေးမြစ်များထံမှသိရပါဗျ။လက်ရှိအချိန်ဗမော်တပ်ကတော်ကြောင်းဝင်းနမ်ဖာတာမိုင်းလုံဘတ်တွေမှာလည်းစစ်ကော်မရှင်ဘက်ကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေပြီးစစ်ရင်ရဖြစ်တင်တာတွေဆက်လက်လှုပ်ဆောင်နေတာကြောင်းသိရပါဗျ။ခလာရ40ခွန်းဗမော်နဲ့မုံမောက်ကြားမှာလည်းစစ်ကော်မရှင်ဘက်ကပြန်လည်ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ဆက်တိုက်တိုက်ပွဲဖြစ်ပွားလဲရှိကြောင်းလည်းသိရပါဗျ။ဗမော်မြို့အတွင်း KIA ပူးပေါင်းတပ်တွေနဲ့စစ်ကော်မရှင်ကြားတိုက်ပွဲဖြစ်ပွားနေတာ17လအကြာမြင့်လာပြီဖြစ်ပြီးလက်ရှိနှစ်ဖက်ဘက်ကစစ်စင်ရေးတွေအပြန်အလှန်လှုပ်ဆောင်နေတာကြောင့်တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာဖြစ်တယ်လို့သိရပါဗျ။နားဆင်ခေကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။